အဲ့ဂျော့ကာကာရိုက်တာကြောင့်ပဲသူအော်စကာဆုရခဲ့လို့အဲ့ဂျော့ကာကာရိုက်တာကြောင့်ပဲသူလူလောကကနေထွက်ခွာခဲ့ရတယ်။ဘာဖြစ်လို့လဲဆိုတော့ရက်တွေတုန်းကအော်စကာဆုပေးပွဲအကြောင်းကျွန်တော်ပြောတော့အော်စကာဆုပေးပွဲတမိုင်းတစ်လျှောက်လုံးမှာဝမ်းနည်းစရာအကောင်းဆုံးဟက်လီဂျာရဲ့အကြောင်းကိုပြောခဲ့တယ်ဗျာ Why so serious? အဲ့အကြောင်းတော်တော်များများဘာဖြစ်လို့လဲလို့မေးနေလို့ကျွန်တော်ဒီမေးခွန်းကိုပြန်ဖြေလိုက်ပါတယ်။အော်စကာဆုပေးပွဲတမိုင်းကြောင်းတစ်လျှောက်လုံးမှာဆုရတဲ့လူကလူလောကကနေအရင်ထွက်သွားတဲ့ကိစ္စမျိုးကအရန်ဝမ်းနည်းဖို့ကောင်းတယ်ဗျာ။အဲ့ဒါကြီးကတော့ကျွန်တော်တို့ရဲ့လမ်းချန်ကြီးဟက်လီဂျာကြီးပေါ့။ဟက်လီဂျာကြီးက Dark Knight ဆိုတဲ့ကားထဲမှာဂျော့ကာနေရာကနေပြပြပင်တရုပ်ဆောင်ခဲ့တယ်။အဲ့ဂျော့ကာကာရိုက်တာကြောင့်ပဲသူအော်စကာဆုရခဲ့လို့အဲ့ဂျော့ကာကာရိုက်တာကြောင့်ပဲသူလူလောကကနေထွက်ခွာခဲ့ရတယ်။ဘာဖြစ်လို့လဲဆိုတော့ကာရိုက်တာလွမ်းမိုးသွားတာဗျာသူ့မှာ pressure တွေအရန်ရှိရဒီဂျော့ကာကိုအရန်ပြပြပင်တရုပ်ဆောင်နေတာကြောင့်သူ6ပတ်လေ့ကျင့်ခဲ့တယ်6ပတ်ဆိုတော့တလခွဲပေါ့တလခွဲလောက်သူတရုပ်ဆောင်လေ့ကျင့်ပြီးတော့မှဒီဇက်ကာကိုစရိုက်ခဲ့ရဗျအဲ့ကနေဒီဇက်ကာရိုက်ပြီးတဲ့ခါမှာလဲအဲ့ character လွမ်းမိုးတဲ့စိတ်ကြီးကမပြောက်တော့ဂျော့ကာလိုမျိုးပဲအိတ်တယ်ဂျော့ကာလိုမျိုးပဲစားတယ်ဂျော့ကာလိုမျိုးပဲရှင်းတန်နေထိုင်နေဗျအဲ့ကနေပြီးတော့သူအိတ်မပြော့တာများလာတော့အိတ်စေးတောက်ရတယ်နောက်ပိုင်းတော့အိတ်စေးတောက်တာလွန်ပြီးတော့ပြန်နိုးမလာတော့2008ခုနှစ်ဇန်နဝါရီ28ရက်နေ့မှာသူတည်သွားပြီးတော့အော်စကာဆုပေးပွဲရတော့2009ခုနှစ်ဖေဖော်ဝါရီ22ရက်နေ့မှာကျင်းပခဲ့တာဗျအဲ့ဆုပေးပွဲမှာတော့သူ့နာမည်ကိုဖွင့်ဖောက်ကြေညာတဲ့အခါမှာတော့သူမရှိတော့ကာရက်တာလွမ်းမိုးရလောက်အောင်သူ6ဘက်လေ့ကျင့်ခဲ့တာလေသူ့မှာ pressure ရှိရဗျာသူကငကိုကလေးကဩစတြေးလျနိုင်ငံသားဩစတြေးလျနိုင်ငံမှာလည်းတရုတ်ဆောင်လုပ်ခဲ့တယ်အဲ့တရုတ်ဆောင်မှာတော့လည်းသူဂေးကားရိုက်ခဲ့တာအမေရိကန်ကိုလာပြီးတော့ Hollywood ထဲကိုသူခြေဆမ်းမှုစူးစမ်းတဲ့အခါမှာလည်းသူဂေးကားကိုထပ်ရိုက်ရတယ်အဲ့ဂေးကားရအမေရိကန်မှာအဝေးဖန်သူတွေအရင်များခဲ့ရဗျာအဲ့ကနေပြီးတော့သူဂျော့ကာကားကိုရိုက်မယ်ဆိုတော့သူ Batman နေရာမှာတရုတ်ဆောင်မှုပြောတာဗျာအဲ့တော့သူ Batman နေရာမှာတရုတ်ဆောင်မှုပြောရင်းနဲ့ driver main ဂျော့ကာနေရာမှာတရုတ်ဆောင်လိုက်ပါလို့ပြောတယ်အဲ့တော့ဘာဖြစ်လို့လဲတဲ့ဂျော့ကာနေရာမှာလည်းလောက်ကွက်တွေများတယ်တရုတ်ဆောင်တာကိုပြပင်ကောင်းကောင်းပြလို့ရတယ်လို့ပြောတော့သူလက်ခံလိုက်တယ်โอเคပေါ့ဒါပေမဲ့လက်မခံတာပြိတ်သက်တယ်ဂေးကားရိုက်ထားတဲ့ကောင်ကဂျော့ကာလိုနီယာမျိုးမှာတရုတ်ဆောင်မယ်ဆိုတာအထိပ္ပယ်မရှိဘူးဗျာဂျော့ကာဆိုတာကြမ်းကြမ်းတန်းတန်းစိတ်တစားလူသက်သမားပတ်စံတော်ခ ्यू မဆိုင်တဲ့ကောင်မျိုးဖြစ်နေရမှာအဲ့လိုပြောတော့ငကိုရီဟက်လီဂျာဩစတြေးလျနိုင်ငံမှာတရုတ်ဆောင်လုပ်နေတဲ့တောင်မှာ Hollywood ထဲကိုဝင်မှုထိရီမန်းချက်ကြီးခဲ့တာဗျာသူအရန်တရုတ်ဆောင်တာကိုကောင်းကောင်းလုပ်ပြခြင်းနဲ့အဲ့အကြောင်းမလဲသူအပြင်းထန်နေလေ့ကျင့်နေအဲ့ character အကြောင်းပဲသူတကယ်ဆိုးရပြီးတော့အဲ့ character အကြောင်းပဲသူလူလောကကနေအစောကြီးထွက်ခွာသွားခဲ့ရတယ်ဟက်လီဂျာရဲ့ငယ်ဘဝတမိုင်းလည်းအရန်ဝမ်းနေဖို့ကောင်းတယ်ဗျာသူ့မှာမောင်နှမ2ယောက်ရှိတယ်သူ့အမနဲ့သူနဲ့ပေါ့သူ့အဖေနဲ့အမေနဲ့ကသူတို့10နှစ်သားလောက်မှာကွဲသွားပြီးတော့2ယောက်လုံးကအိမ်အောင်ကိုစီပြုတ်လိုက်ကြတယ်သူတို့မောင်နှမ2ယောက်လုံးကအဖေရှိမှ3လအမေရှိမှ3လအဲ့လိုမျိုးနေခဲ့ကြရတာဗျာအဲ့10နှစ်သားတွေကနေကွဲသွားတဲ့သူ့အဖေနဲ့အမေကသူတည်သွားပြီးတော့သူအော်စကာဆုရရလို့ကြေညာတဲ့နေ့မှာပဲအဖေရောမေရောပွဲလာတက်ခဲ့ရဗျာဘဝတစ်လျှောက်လုံးသူအောင်မြင်မှုအတွက်အပြင်းထန်စူးစမ်းခဲ့ရတယ်ဩစတြေးလျနိုင်ငံမှာမင်းသားဖြစ်တာတောင်မှ Hollywood ထဲကိုခြေဆမ်းမှုသူစူးစမ်းခဲ့တယ်အော်စကာဆုသူရဖို့အရန်အသေးတန်စူးစမ်းခဲ့ပြီးတော့အော်စကာဆုတကယ်ရတဲ့အချိန်သူ့အဖေနဲ့အမေနဲ့လည်းတကယ်လာပြီးတော့သူ့ကိုချီးမြှင့်တဲ့အချိန်မှာတော့သူကလူလောကကြီးထဲမှာမရှိတော့ဘူး